မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကားတွေကိုလူကမောင်းစရာမလိုတော့ဘူးလားဆိုရင်မိခွန်းနဲ့သူနောက်ဆုံးပေါ်အလို့လျောက်မောင်းနေနိုင်တဲ့ autonomous driving system တွေကိုအောင်မြင်နေတဲ့ car brand တွေလိုက်လေ့လာကြည့်တော့မှာဖြစ်ပါတယ် Tesla, Mercedes, Google ရဲ့ Waymo ကနေ China EV brand တွေအထိဘယ်ကုမ္ပဏီကဘယ်အဆင့်ထိရောက်နေလဲဆိုတဲ့အကြောင်းအပြည့်အစုံကိုဒီဗီဒီယိုလေးပါရှင်းပြတော့ပါမယ်ဗျ Autonomous driving ဆိုတာကကားကသူ့အလိုလျောက် sensor, camera, radar နဲ့ AI နည်းပညာတွေကိုသုံးပြီးလူကအပြည့်အဝမထိန်းချုပ်ပဲကိုယ်တိုင်လမ်းကြောင်းရွေးကားမောင်းအန်ဒီယာတွေကိုပါရှောင်နိုင်တဲ့နည်းပညာပါဒီနည်းပညာကို level 0ကနေ level 5အထိခွဲထားပြီးလက်ရှိဈေးကွက်ထဲမှာအသုံးပြုလို့ရနေတာအများစုဟာ level 2နဲ့ level 3ပဲဖြစ်ပါတယ်ပထမဆုံးပြောရမယ့် brand ကတော့ Tesla ရဲ့ Full Self Driving FSD ပါ Tesla ရဲ့ FSD ကကင်မရာတွေကိုအခြေခံထားတဲ့ Vision Based AI System ဖြစ်ပြီးအသုံးပြုသူတွေကြားမှာအရန်ကိုလူကြိတ်များပါတယ်လမ်းကြောင်းပြောင်းတာ traffic light တီးတာ city drive နဲ့ highway drive တွေကိုလုပ်နိုင်ပေမဲ့အရေးကြီးတာတစ်ခုကတော့ driver ကအမြဲသတိထားနေရပါသေးတယ်ဒါကြောင့် Tesla ရဲ့ FSD ဟာလက်ရှိအချိန်မှာlevel 2 plus ကနေ level 3 နီးစွမ်းဆောင်ရည်ရှိတယ်လို့သတ်မှတ်နိုင်ပါတယ်နောက်တစ်ခုကတော့ Google ရဲ့ Waymo ဖြစ်ပါတယ် Tesla နဲ့မတူတာက Waymo က ticket driver မလို့တဲ့ level 4 autonomous driving ကိုလက်တွေ့အသုံးချနေပြီဖြစ်ပါတယ် Waymo က lidar, radar, camera, HD map အားလုံးကိုပေါင်းစပ်အသုံးပြုပြီး American ကမြို့ကြီးအချို့မှာ robo taxi service အဖြစ်လည်ပတ်နေပါတယ်ဒါပေမဲ့ Waymo ကလူတိုင်းအသုံးပြုနိုင်တဲ့ personal car မဟုတ်ပဲကုမ္ပဏီရဲ့ကြီးကြပ်မှုနဲ့ဝန်ဆောင်မှုပေးတဲ့ service only system ဖြစ်ပါတယ် Luxury brand ဖြစ်တဲ့ Mercedes-Benz ကတော့ Drive Pilot ဆိုတဲ့စနစ်အမည်နဲ့ Level 3 autonomous driving ကိုတရားဝင်အသိအမှတ်ပြုခံထားရတဲ့ brand ဖြစ်ပါတယ် Traffic jam ဖြစ်နေတဲ့နေရာတွေ highway တွေမှာ hands free driving ပြုလုပ်နိုင်ပါတယ်driver ကမောင်းမနေပဲစောင့်ကြည့်ရုံလုပ်နိုင်ပါတယ်။ Germany လိုနိုင်ငံတွေမှာတော့ auto စနစ်နဲ့ကားမောင်းနေရင်သတင်းခတ်တာမျိုးတွေထိခွင့်ပြုထားပြီလို့ဆိုပါတယ်။ဒါပေမဲ့လမ်းချင်နေတဲ့နိုင်ငံလိုက်ကန့်သက်ချက်တွေကတော့ရှိနေပါသေးတယ်။ America brand နဲ့ဖြစ်တဲ့ GM ရဲ့ Super Cruise နဲ့ Ford ရဲ့ Blue Cruise တို့ကတော့လမ်းကြောင်းကြိုတင်သတ်မှတ်ပေးလို့ရတဲ့pre-mapped highway ဒီမှာ steering wheel မကင်ပဲမောင်းနိုင်တဲ့ level 2 system တွေကိုအားကောင်းအောင်တိုးတက်အောင်လုပ်နေကြပါတယ်ဒီစနစ်ဒီမှာ driver monitoring camera ပါလို့လူကအာရုံမစိုက်ရင်ကားကသတိပေးပါတယ်နောက်ဆုံးအံ့အားသင်စရာကတော့ China EV brand တွေပါပဲ Xpeng, Nio, Huawei နဲ့ ADF စတဲ့ brand တွေဟာ lidar sensor တွေ AI chip တွေကိုကိုယ်တိုင်ထုတ်နိုင်လာပြီးမြို့သွင်းတဲ့ highway တွေကိုအလိုလျောက်မောင်းနိုင်တဲ့အထိတိုးတက်လာက level 2 plus ထိကိုအရင်နှိစက်လုပ်ထားနိုင်ကြပါတယ်။ဈေးနှုန်းနဲ့ပြီးဤပညာမြင့်တဲ့အတွက်အနာဂတ်မှာ brand ကြီးတွေအတွက်အကြီးမားဆုံးပြိုင်ဘက်တွေဖြစ်လာနိုင်ပါတယ်။အနာဂတ် autonomous driving အလိုလျောက်မောင်းတဲ့စနစ်ရဲ့အလားအလာဟာချက်ချင်းကြီးလူတိုင်းစီရောက်လာမှာမဟုတ်ဘဲတဖြည်းဖြည်းချင်းအဆင့်လိုက်ပြောင်းလဲသွားမယ်လို့ရှိပါတယ်။ Waymo ရဲ့ robo taxi လိုမောင်းတဲ့လူမပါတဲ့ကားတွေဟာတိုးတက်ပြီးနိုင်တဲ့ဒီရဲ့မြို့ကြီးတွေစီပိုပြီးရောက်ရှိလာပါမယ်။ကုန်စည်ပို့ဆောင်ရေးနယ်ပယ်မှာလူမပါတဲ့ကုန်တင်ကားကြီးတွေဟာအဝေးပြေးလမ်းမကြီးတွေပေါ်မှာပဲမောင်းနေရတာကြောင့်2030ဝန်းကျင်မှာတိတိကျကျအောင်မြင်လာနိုင်ပါလေ။ကျွန်တော်တို့ဟာကားမောင်းရင်အိပ်ပျော်သွားလို့ရတဲ့အဆင့်ကိုရောက်ဖို့လိုသေးပေမဲ့လာမယ့်9နှစ်အတွင်းမှာကားတွေကပိုပြီး smart ကျလာကရင်မောင်းကိုအများကြီးကူညီပေးနိုင်တဲ့ semi autonomous kit ကိုတော့အပြည့်အဝရောက်ရှိလာတော့မှာဖြစ်ပါတယ်။ကဲဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုသဘောကျလဲဆိုရင် channel လေးကို like နဲ့ share လုပ်ပြီးအားပေးဖို့မမေ့ပါနဲ့ဦးဗျာနော်။ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ပေးထားကြပါဦးအားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေနောက်ဗီဒီယိုမှာပြန်ဆုံကြရအောင်ဗျာ